ချီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ zombie horror ဇာတ်လမ်းလေးဖြစ်ပါတယ်ကဘာကြီးတစ်ခုလုံးဟာ virus တစ်ခုပြန့်နှံ့လာပြီးလူတွေကိုအသိဉာဏ်မဲ့ပြီးလူချင်းစားသုံးတဲ့သတ္တဝါတွေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်ဒါကိုကုသဖို့ဆေးဝါးလည်းမပေါ်သေးသလိုကဘာလူဦးရေတော်တော်များများလည်းမျိုးသုံးကုန်ကြပါတယ်သိပ္ပံပညာရှင်တွေကအသက်18နှစ်အောက်ကလေးတွေဟာဒီဗိုင်းရပ်စ်ကိုအဓိကတည်ဆောင်သူတွေဖြစ်တယ်လို့ဆွဆွဲလိုက်ကြပြီးလူအဖွဲ့အစည်းတစ်ခုလုံးကကလေးတွေကိုရန်သူလိုသတ်မှတ်လာကြပါတယ်။တကယ်တမ်းကျတော့လူကြီးတွေကသာစတင်ကူးစက်ခံရတာဖြစ်ပြီးကလေးတွေတဲက100%လောက်ပဲကူးစက်ခံရတာပါ။ဒါပေမဲ့လူကြီးတွေဟာအမှန်တရားကိုမျက်ကွယ်ပြုပြီးမိဘမဲ့ကလေးတွေကိုဖမ်းဆီးကစခန်းတွေထဲမှာတလိမ့်ဆန်တွေလိုလောင်ပိတ်ဖမ်းဆီးထားကြပါတယ်။တကယ်လို့အပြင်မှာမိဘမပါတဲ့ကလေးတယောက်တလေတွေ့ခဲ့ရင်လည်းချက်ချင်းပြစ်တက်ဖို့အမိန့်ထုတ်ထားပါတယ်။မေရီဆိုတဲ့ကောင်မလေးကတော့စခန်းကနေထွက်ပြေးလွတ်မြောက်လာသူပါ။သူဟာတစ်ဖက်နိုင်ငံကိုထွက်ပြေးဖို့နယ်စပ်ကိုဖျက်ချော်ရမယ့်ကိန်းမှာချောင်းမြောင်းပြီးကြီးစုနေရင်ဂျက်ဖီဆိုတဲ့ကောင်လေးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ခိတ်ကရဲတွေကမေရီကိုမြင်ပြီးလိုက်ဖမ်းတော့ဂျက်ဖီကကဲတင်ပြီးသူ့တငယ်ချင်းတွေဖြစ်တဲ့ဘင်းဘီကီဆက်နဲ့ခရစ်စတယ်တို့ပုံးခိုရာရေကူးကန်ဟောင်းကြီးစီကိုခေါ်သွားခဲ့ပါတယ်။မေရီနဲ့ဂျက်ဖီလွတ်သွားတာကိုရဲတွေကမြေလန်းရှာနေတဲ့အတွက်မေရီစီမှာပါလာတဲ့မြေပုံနဲ့နေဆက်ကိုရောက်ဖို့မြေရောက်လှိုင်ကောင်တစ်ခုရှိရဲဆိုတဲ့သတင်းကိုအစွဲပြုပြီးသူတို့ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဓာတ်စီဆိုင်မှာဓာတ်စီဝင်ဖြစ်မုံဝင်ခိုးရင်ဘင်းဟာတနက်ပြစ်ခံလိုက်ရသလိုသူတို့စီလာတဲ့ဗန်ကားကြီးကလည်းလမ်းမှာစီးပြတ်သွားခဲ့တယ်။ဒီလိုနဲ့သူတို့အဖွဲ့ဟာအနီးနားကအိမ်ကြီးတအိမ်ကိုအကူကြီးတောင်းဖို့ရောက်သွားခဲ့ကြတယ်။ငယ်ချင်းမျိုးသမီးကခလာရာလို့ခေါ်ပြီးသူနာပြုတယောက်ဖြစ်ပါတယ်။ခလာရာကဒဏ်ရာရနေတဲ့ပင်ကိုကုသပေးပြီးမုံနေနွားနိုတွေတိုက်ကျွေးခဲ့တယ်။တားမြစ်ထားတဲ့အမိန့်ကိုဖီဆန်ပြီးကလေးတွေကိုပြုစုကျွေးမွေးတဲ့အမျိုးသမီးခလာရာကတကယ်ပဲသဘောကောင်းတာလား။ဘီကီတို့ကလည်းကလာရာကိုမယုံပါဘူး။ကလာရာရဲ့အမျိုးသားဟာရဲဖြစ်ပြီးဂျူဒီကမကြခင်ပြန်လာတော့မှလို့ပြောတဲ့အတွက်သူတို့ဟာခလာရာရဲ့ကားကိုလူယူပြီးလစ်ဖို့ကြံစီကြပေမဲ့ခလာရာတိုက်တဲ့နိုးထဲမှာစိတ်ခတ်ထားတာကြောင့်အကုန်လုံးမေးလဲသွားကြပါတော့တယ်။ပြန်သတိရလာကြတဲ့အချိန်မှာတော့မေရီကလွဲပြီးကြံတဲ့သူတွေအကုန်လုံးအိမ်အပေါ်ဓာတ်ထက်ကိုမှအပိတ်ခံထားရပါတယ်။မေရီကိုတော့ခလာရာကတီးတန့်အခန်းတစ်ခုမှာထားပြီးသူတို့ရဲ့တေဆုံးသွားတဲ့သမီးလေးနေရာမှာအစားထိုးဖို့ကြိုးစားနေတာပါ။ခလာရာဟာမေရီနာကိုအပေါက်ဖောက်ပေးပြီးသူ့သမီးရဲ့ငကတ်ကိုအတင်းဝစ်ဆင်ခိုင်းခဲ့တယ်။တစ်ဖက်မှာလည်းဆက်ကိုတီးတန့်ဖမ်းခေါ်သွားပြီးမြေရောက်ခန်းထဲမှာရေတွေလောင်းချနှိပ်စက်နေပါတယ်။နောက်တော့ဆက်ရဲ့တုံးလုံးချောက်ချစရာအော်တန်ကိုသာကြားလိုက်ရပါတော့တယ်။မြေရောက်ခန်းဟာအတန်လုံးတဲ့အတွက်ထက်ခိုးမှဖမ်းခံထားရတဲ့ဘင်းတို့အဖွဲ့ကလုံးဝမကြားမသိလိုက်ကြပါဘူး။တကယ်တော့ခလာရာဟာစိတ်ဝေဒနာရှင်တယောက်ပါ။သူ့ယောက်ျားဟန်နဲ့စကားပြောနေတယ်လို့သူထင်နေပေမဲ့တကယ်တမ်းကျတော့တယောက်တည်းစကားပြောနေတာပါ။ကလေးတွေဟာထွက်ပြေးဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။ခလာရာကသူတို့ကိုလျှက်စစ်လေဘက်တွေတက်ပြီးနှိပ်စက်သလိုဆက်နဲ့တွေ့ကျင်တယ်လို့ပြောတဲ့ခရစ်စတယ်ကိုလည်းဆက်နဲ့တွေ့ပေမဲ့ဆိုပြီးခေါ်သွားပါတော့တယ်။လေးတတိုက်ပြောင်းနေသလိုသူ့ယောက်ျားရဲ့တငယ်ချင်းဖြစ်တဲ့စုံတောက်တယောက်ကလာစစ်ဆေးတဲ့အခါမှာလည်းပပနက်နက်နဲ့လှည့်စားပြီးပြန်လွတ်လိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့မေရီကညဘက်အခန်းထဲကခိုးထွက်အိတ်ဆေးပလင်းကိုခိုးယူပြီးခလာရာကိုပြန်ဆေးခတ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ခလာရာကအချိန်မီပြန်လို့လာပြီးမေရီကိုမြောက်ခန်းထဲထည့်ပစ်လိုက်ပါတော့တယ်။အဲ့ဒီမှာမေရီမြင်လိုက်ရတဲ့မြင်ကွင်းကတော့ခလာရာယောက်ျားဟန်ဟာယောဂကုသခံထားရတဲ့တတဝါကြီးဖြစ်နေပြီးခရစ်စတယ်ရဲ့အလောင်းကိုကိုက်စားနေတာပါပဲခလာရာဟာသူ့ယောက်ျားကိုအသက်ရှင်စေခြင်းနဲ့စိတ်နဲ့ကလေးတွေကိုအစာအဖြစ်ကျွေးမွေးနေခဲ့တာဖြစ်ပါတယ်ဟန်ကမေရီကိုတိုက်ခိုက်ဖို့ပြင်တဲ့အခါမှာတော့သူ့သမီးဖြစ်သူရဲ့ငကတ်ကိုမြင်သွားပြီးခဏတာတွေးဝေးသွားချိန်မှာမေရီဟာအာယုံလွှဲပြီးထွက်ပြေးနိုင်ခဲ့တယ်အပေါ်ထပ်မှာတော့ဂျက်ဖီကခလာရာကိုဓာတ်နဲ့ထိုးပြီးတိုက်ခိုက်ပြီးအောက်ထပ်ကိုပြေးဆင်းကြပေမဲ့မေရီထွက်ပြေးလာတဲ့နောက်ကိုလိုက်လာတဲ့ဟန်နဲ့သူတို့တွေတွေ့ကြပါတော့တယ်မြေရောက်ခန်းထဲကဟန်ကြီးဟာအကုန်လုံးကိုလိုက်ပြီးတိုက်ခိုက်ပါတော့တယ်အဲ့ဒီချိန်မှာအိမ်သားဝင်းကျင်ကိုမတင်ကားလို့လိုက်လံစစ်ဆေးနေတဲ့စုံတောက်ကြီးဟာခလာရာရဲ့ဥယျာဉ်ထဲကမြေဩဇာထည့်ထားတဲ့ပုံထဲမှာဆက်ရဲ့ဦးခေါင်းပြက်ကြီးကိုတွေးလိုက်ရတဲ့အခါမှာတော့အိမ်တကားကိုအတင်းဖွင့်ခိုင်းပါတော့တယ်။စုံတော်ကြီးကတကားကိုဖျက်ပြီးဝင်ရောက်လာတဲ့အခါမှာတော့ဟန်ကိုမြင်ပြီးပြစ်တိုက်နှံလိုက်ပေမဲ့အပေါ်ရက်ကဆင်းလာတဲ့ခလာရာကစုံတော်ကြီးကိုအနောက်ကနေပြစ်တက်လိုက်ပါတယ်။မေရီကအဖွင့်ကောင်းယူပြီးခလာရာကိုစူးကြုံတဲ့လေဘင်းကိုထိုးပြီးအဆုံးစီရင်လိုက်နိုင်တယ်။မေရီကကားကိုတောင်ထဲကခလာရာကားကိုမောင်းယူလာပြီးသွားကြတော့မဲ့အချိန်မှာဟန်ကြီးပြေးလာပြီးရန်ပြုတ်တာကြောင့်ကြီးမန်တန်ရာရထားတဲ့ဘင်းကိုကိုက်မိပြီးဘင်းသေးဆုံးသွားခဲ့သလိုဘီကီနဲ့ဂျက်ဖီတို့လည်းယောဂကုသခံလိုက်ရပါတယ်။
ဖေကီဟာသူများကိုဒုက္ခမပေးချင်တာကြောင့်ကိုအဆုံးစီရင်သွားခဲ့တယ်။နောက်ဆုံးမှာတော့မေရီနဲ့ယောဂကူးစက်ခံထားရတဲ့ဂျက်ဖီတို့နှစ်ယောက်တည်းကျန်ခဲ့ပြီးမေရီဟာဂျက်ဖီကိုမတက်ရထားကြောင့်အနည်းဆက်ဘက်ကိုပဲဆက်လက်ထွက်ပြေးသွားကြပါတော့တယ်။သူတို့ရှေ့ဆက်မဲ့လန်ကီမှာဘာတွေဆက်ဖြစ်မလဲဆိုတာပရိသတ်ကြီးတွေးတောစရာခြံထားခဲ့ရင်ဇလန်းလေးပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်သွားအောင်မှာမို့ Movie ပိုင်းချီ channel လေးကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။ See you